ကိုမင်္ဂလာဆောင်ပြီးတော့အတူတူနေကြတော့မယ်လို့ဆုံးဖြတ်ပြီးတော့အတူတူစနေလိုက်ကြပြီဆိုတာအဓိပ္ပာယ်ကပို့ပြီးတော့ခက်ခဲတဲ့အခြေအနေတရက်ကိုဖန်တီးလိုက်တာလို့ဘုန်းကြီးကအဲ့လိုမြင်တယ်ပို့ပြီးတော့ခက်ခဲတဲ့အခြေအနေတရက်ကိုဖန်တီးလိုက်တယ်ဆိုရင်အဆင်ပြေဖို့ဆိုလို့ရှိရင်ပို့ပြီးတော့အကြီးအသွေးရှိတဲ့ကိုဖြစ်အောင်လုပ်ရမယ်ဟုတ်တယ်မဟုတ်လားအခက်အခဲကြီးလေပြေလည်အောင်ဖြည့်ရှင်းနိုင်စွမ်းမြင့်မားလေဖြစ်မှအရှင်ပြေမှာ哦အခက်အခဲကတော့ပိုကြီးလာတယ်ကိုယ့်ရဲ့အည်သွေးကတော့လိုက်ပြီးတော့မမြင့်တင်နိုင်ဘူးဆိုလို့ရှိရင်အရှင်ပြေမှာမဟုတ်ဘူးဘုန်းကြီးရွာမှာနေတော့ကဒီလိုမင်္ဂလာပွဲလေးတွေဆိုရင်လေဒီလိုစွန့်တရားလေးတွေဟောရတာခဏကြုံခဲ့ဘူးတဲ့အဲ့ဒီတော့ကကိုပြောခဲ့တဲ့စကားလေးတွေခုပြန်ပြီးတော့အမှတ်ရမိတယ်လွန်ခဲ့တဲ့အနှစ်20လောက်ကမင်္ဂလာဆောင်တယ်ဆိုတာငါအမြင်ကတော့ဒုက္ခကိုစိန်ခေါ်တာစိန်ခေါ်ပြီးရင်တော့ဘာခတ်လို့မရဘူးလို့အဲ့ဒီတော့ကအဲ့လိုဘုန်းကြီးကခဏပြောခဲ့ဘူးတဲ့ဟုတ်လားတော့ရှေ့ဆက်ရင်ဆိုင်ရမယ့်အခက်အခဲတွေကိုအလိုအည်သွေးတွေကိုကိုယ်ကမြင့်တင်ပြီးတော့အစဉ်ပြေရင်ဆိုင်ရမလဲဆိုရင်မေတ္တာရဲ့ပညာရဲ့ဒီနှစ်မျိုးဘုန်းကြီးကနားလည်စေခြင်းမေတ္တာဆိုတာကဘတ်တော်ရရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ထားလေးမေတ္တာကိုချစ်တာလို့ဘာသာပြန်လို့မပြည့်စုံဘူးဟုတ်လားရှေ့ဆက်ပြီးတော့အစဉ်ပြေခြင်းနဲ့ဆိုလို့ရှိရင်မေတ္တာပါမရမယ်ဟုတ်လားမေတ္တာပါမရမယ်ပေါင်းစောလူဆိုတာကအတူတူနေလာပြီဆိုလို့ရှိရင်အနီးကပ်ဆက်ဆံရတာဖြစ်တဲ့အတွက်ကြောင့်တယောက်ရဲ့ချွတ်ရင်းချက်လေးတွေတယောက်ရဲ့အပြစ်အနာစာလေးတွေဆိုတာမမြင်ခြင်းလို့မရမြင်ရတွေ့ရမင်္ဂလာမဆောင်ခင်တုန်းကဆက်ဆံတဲ့အခြေအနေကတစ်မျိုးမင်္ဂလာဆောင်လိုက်တဲ့အချိန်မှာဆက်ဆံရမယ့်အခြေအနေကတစ်မျိုးလို့ဘုန်းကြီးကမြင်တယ်အတူတူမနေခင်တုန်းကတော့လူတွေကများသောအားဖြင့်ဘယ်လိုဆက်ဆံကြတာတော့ဘုန်းကြီးမြင်တာကတော့မြင်တဲ့ဖုံးလေးတွေနဲ့ဆက်ဆံကြတယ်လို့မြင်တယ်ကိုကြီးကကောင်းတာလေးတွေကြီးပြမကောင်းတာမှန်သမျှအကုန်လုံးသို့ဝှက်ထားမှာနော်မပြအတူတူနေပြီဆိုရင်အဲ့လိုရေရှည်လုံနိုင်မှာမလားဘယ်လုံနိုင်မှာမလို့မကောင်းတာတွေလည်းပေါ်လာမှာပဲလူဆိုတာမကောင်းတာရဲ့ကောင်းတာရဲ့ရောပြီးတော့ဖြစ်နေတဲ့သဘောဟုတ်လားအဲ့တော့မကောင်းတာလေးတွေမြင်လာပြီဆိုရင်ကြာလာတာနဲ့အမျှဘာဖြစ်လာမလို့စိတ်ပြက်လာတာတွေဖြစ်လာလိမ့်မယ်အလိုကိုကအလိုမကျတာတွေဖြစ်လာရင်တစ်ဖက်ကပြောင်းလဲမှုကြောင့်ကြီးအလိုမကျဖြစ်တာလို့ကြီးနားလည်လို့လည်းမရဘူးကိုယ်စိတ်ကိုဟာလည်းပဲပြောင်းလဲတတ်တဲ့သဘောလည်းရှိနေသေးတယ်ဒါပြောရင်ကအတူတူနေလာပြီဆိုလို့ရှိရင်အပြစ်အနာစာဆိုတာမြင်လာလိမ့်မယ်အပြစ်အနာစာမြင်လာပြီဆိုလို့ရှိရင်အလိုမကျမှုတွေမုန်းတီးမှုတွေဆိုတာဖြစ်လာမှာအဲ့လိုဖြစ်လာတဲ့အခါမျိုးမှာအရှင်ပြေဖို့စောရရစကိုယ်စိတ်ထဲမှာမေတ္တာတရားကိုထူထောင်ထားရမယ်နော်တန်ရောစဉ်နဲ့ရစ်ပတ်နှောင်ဖွဲတဲ့ချစ်ချင်းမျိုးထက်ကျော်လွန်တဲ့မြင့်မားတဲ့စစ်မှန်တဲ့မေတ္တာနော်စစ်မှန်တဲ့မေတ္တာဆိုတော့ဘုန်းကြီးအဓိပ္ပာယ်ပြောလိုက်တယ်အားလုံးကိုချမ်းသာစေခြင်းနဲ့စိတ်ထားလေးဘာမျှော်လင့်ချက်မှမပါဘူးတန်လေးဘယ်သူ့ကိုမှချမ်းသာစေခြင်းတာဘယ်သူ့ကိုတော့ချမ်းသာစေခြင်းဘူးလို့အဲ့လိုမျက်နှာလိုက်တဲ့သဘောလည်းမရှိအားလုံးရဲ့အပေါ်မှာချမ်းသာစေခြင်းနဲ့စိတ်ထားလေးကိုအားကောင်းကိုကကြိုးစားထားမယ်ဆိုလို့ရှိရင်အများကြီးရှင်ပြေနော်ပြီးတော့ဘုန်းကြီးကဗာပြောလိုက်သေးတော့ဆိုတော့အည်သွေးနှစ်ခုမေတ္တာရဲ့ပညာရဲ့ပညာဆိုတာကအခက်အခဲကိုဖြေရှင်းဖို့အလိုအဆုံးအည်အသွေးလို့ဘုန်းကြီးကမြင်တယ်ပညာဆိုတာ
ဒီဖြစ်နေတဲ့အခြေအနေလေးတွေရဲ့အကြောင်းကိုအမှန်ကန်သိတာမြင်တာနားလေတာပညာရဲ့နေပယ်ကအကျေကြီးဘယ်လိုလေးပြောလိုက်ရင်အဆင်ပြေမယ်ဘယ်လိုပြောရင်တော့အဆင်ပြေနိုင်မှုဘယ်လိုလုပ်ရင်အဆင်ပြေမယ်ဘယ်လိုလုပ်ရင်တော့အဆင်မပြေနိုင်မှုဘယ်လိုဆက်ဆံရင်အဆင်ပြေမယ်ဘယ်လိုဆက်ဆံရင်တော့အဆင်မပြေနိုင်မှုအခု तू ကဘာဖြစ်နေတာတော့အခုငါကဘာဖြစ်နေတာတော့အဲ့ဒါတွေအကုန်လုံးကိုမှန်မှန်ကန်ကန်သိတာမြင်တာနားလေတာအခြေခံအဖြစ်ဘလို့အကျိုးရလဒ်မျိုးထွက်အောင်ဘလို့လှုပ်ဆောင်ခြင်းမျိုးနဲ့ပုံဖော်မှဘလို့အကျိုးရလဒ်မျိုးဟာထွက်နိုင်မှာဆိုတာအကြောင်းအကျိုးအဲ့ဒါကိုသိရမယ်မြင်ရမယ်အဲ့ဒီပညာရှိဖို့အတွက်စာပေဖတ်ရှုလေ့လာခြင်းဖြင့်လည်းပဲပညာကိုဘုန်းကြီးတို့အများကြီးရှာဖွေနိုင်တယ်ပေါ့နော်ပညာရှိသူတော်ကောင်းတွေနဲ့ပေါင်းသင်းဆက်ဆံခြင်းအပြင်လည်းပညာရနိုင်တယ်အထူးသဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်တွေကိုလေ့လာလိုက်စားတယ်မှတ်သားတယ်နောက်ဆုံးအဆင့်အမြင့်ဆုံးပညာရှာဖွေတဲ့နည်းကတော့တရားဘာဝနာကြိုးစားအထောက်တာပါတရားဘာဝနာကြိုးစားအထောက်တယ်ဆိုတာကိုဒီလိုအရွယ်ငယ်လေးတွေမှာကိုယ်နဲ့မဆိုင်သေးဘူးလို့ဘုန်းကြီးကအမြင်စီခြင်းမို့နော်တရားအထောက်တယ်ဆိုတာကိုယ်စိတ်တွေရဲ့အကြောင်းအဓိကနားလည်အောင်ကြိုးစားတာစိတ်တွေကဘလိုတွေဖြစ်နေတာတော့ဘလိုတွေဖြစ်လာရင်ဘလိုတွေခံစားရတာတော့စိတ်ရဲ့လိုအင်တွေကဘာတွေတော့အဓိကကိုနားလည်ဖို့ကြိုးစားတာတရားအထုတ်တဲ့အလုပ်ဆိုတာကိုဆိုတဲ့နေရာမှာနော်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှစ်မျိုးနဲ့ဖွဲ့စည်းထားတဲ့ဒီဘဝမှာစိတ်ပိုင်းဆိုင်ရာပို့ပြီးတော့အရေးပါတော့နော်ဒီစိတ်တွေရဲ့အကြောင်းကိုကနားလည်အောင်လို့နားလည်လာတာနဲ့အမျှသူများရဲ့ဘဝသူများရဲ့စိတ်ဒါတွေကိုလည်းပဲအထိုက်လျောက်နားလည်လာကိုနားလည်ရင်သူများလည်းပဲနားလည်နိုင်တယ်ကိုမှနားမလည်တဲ့လူကသူများလည်းနားမလည်နိုင်ဘူးတို့တရားအထုတ်တယ်ဆိုတာကိုအရင်နားလည်အောင်ကြိုးစားရင်းနဲ့တလောကလုံးရဲ့သဘာဝကိုနားလည်အောင်သူကကြိုးစားတာအလွန်မှကြီးကျယ်တဲ့အလုပ်ကြီးသူကအဲ့ဒီအလုပ်ကိုထိရအောင်လုပ်လို့ရှိရင်အလွန်ဉာဏ်ပညာကြီးတဲ့လူတစ်ယောက်ဖြစ်ဒီအိမ်တော်ကြီးအတူတူနေတဲ့အခါမှာဖြစ်ပေါ်လာတဲ့ပြဿနာလေးတွေဖြေရှင်းရုံမျှလောက်နဲ့နော်ဒီတရားဘာဝနာလုပ်လို့ဖြစ်ပေါ်လာတဲ့ဉာဏ်ပညာကအဲ့ဒါဖြည့်ရှင်းယုံလောက်တော့သူအသာလေးဖြည့်ရှင်းနိုင်တယ်လို့ပြောရင်လားအဲ့ဒါထက်ပိုပြီးတော့ကြီးမားတဲ့ပြဿနာတွေကိုတောင်သူရှင်းနိုင်နော်ဗြဟ္မဏတို့ကိုဘုန်းကြီးကမင်္ဂလာတရားအနေနဲ့တကယ်လက်တွေ့သုံးလို့ရမှာလေးကိုပြောနေတာနော်အတူတူနေကြဖို့ဆုံးဖြတ်တယ်တွေ့မလို့တာမဆက်လူနှစ်ယောက်လူဆိုတာကအလိုဆန္ဒကလည်းအမျိုးမျိုးတူတာမဟုတ်ဘူးမတူဘူးဘာမှမတူဘူးဘာမှမတူတဲ့လူနှစ်ယောက်အတူတူနေကြမှာဒါအလွန်ကြီးမားတဲ့ပြဿနာတွေအခက်အခဲတွေကိုဖြစ်အောင်ဖန်တီးထားရရောက်တယ်တကယ်ကဟုတ်လားအဲ့ဒါကိုဘာလို့အောင်လို့ပြေလေအောင်ဖြည့်ရှင်းနိုင်မှပြေလေအောင်မဖြည့်ရှင်းနိုင်ရင်ပို့ပြီးတော့ဆင်းရဲမယ်အဲ့လိုပြေလေအောင်ဖြည့်ရှင်းနိုင်ဖို့အတွက်ဘုန်းကြီးကအရည်သွေးလေးနှစ်ခုလိုတယ်လို့ပြောလိုက်တယ်မေတ္တာရဲ့ပညာရဲ့ဟုတ်လားအဲ့မေတ္တာလည်းစူးစမ်းပြီးတော့ပွားများကြည့်တတ္တဝါတွေရဲ့ပုံမှာချမ်းသာစေခြင်းနဲ့စိတ်ထားလေးကိုမေတ္တာလို့ခေါ်တာအဲ့ဒီမေတ္တာလေးကိုထပ်ခါဖြစ်အောင်လုပ်တာကိုမေတ္တာပွားတယ်ခေါ်တာဟုတ်လားတာယာနာပြောဝယ်ရှိအောင်ရွတ်ဖတ်နေတာမျိုးလောက်ကိုနှထိရောက်တဲ့မေတ္တာပွားနည်းလို့ဘုန်းကြီးကမထင်ဘူးစိတ်ထဲကလှိုက်လိုက်လှဲလဲတတ္တဝါတွေပုံမှာချမ်းသာစေခြင်းနဲ့စိတ်ကိုထပ်ခါဖြစ်အောင်လေ့ကျင့်တာလေ့ကျင့်မြမနဲ့လူတတ္တဝါဟူသမျှတို့သည်ဘေးရန်ကင်းကွာကိုယ်စိတ်နှဖျားကြမ်းမှချမ်းသာကြပါစေဒီဆိုရိုးလေးအလွန်ကောင်းတယ်ဒါလေးကိုအလွတ်ရအောင်လုပ်ပြီးရင်စိတ်ထဲကတူရွတ်ကြည်ပြွန်သွားပြီဆိုရင်စိတ်ထဲကရွတ်တစ်ခေါက်ရွတ်ပြီးရင်ပဋိတစေချတရက်ကိုပဋိတစ်ပတ်လောက်ရအောင်လုပ်ကြည့်ဩဒီစိတ်ထားလေးကကောင်းလိုက်တာဒီစိတ်ထားလေးကအေးချမ်းလိုက်တာဒီစိတ်ထားရဲ့မြင့်မြတ်ပုံကိုယ်တိုင်လက်တွေ့ခံစားမှုအနေနဲ့သိနိုင်တယ်မေတ္တာတရားဘလို့ကောင်းတာဘုရားဘလို့ဟောခဲ့တာဘုန်းတော်ကြီးတွေကလည်းဘလို့ဟောနေတာကြားလိုက်ရတာနဲ့မေတ္တာကောင်းတယ်ဆိုတာကိုကိုယ်တိုင်လက်တွေ့သိရသေးတာမဟုတ်ဘူးနော်တန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုနော်ဘလို့သုံးဆွဲလို့ကောင်းတာဘလို့အရှင်းမြင့်တာပါပြောတာကြားရပြားတာနဲ့အဲ့ဒီပစ္စည်းကိုတကယ်သုံးလိုက်ရတာမှမဟုတ်သေးတာတကယ်သုံးလိုက်ရမှဒီဥစ္စာတကယ်ကိုကောင်းတာကိုဆိုတာကိုနားလည်နိုင်တယ်ဒါကြောင့်မေတ္တာတရားကိုလည်းထူထောင်ရမယ်ရှေ့တွေ့ရမယ်အခက်အခဲတွေအတွက်ပြင်ဆင်ထားရမယ်နော်ပြီးရင်ဘုန်းကြီးနောက်ထပ်ပြောလိုက်တော့ပညာ
ကျိုးအကြောင်းဘာလို့ရင်ဘာဖြစ်မယ်ဘာလို့ရင်တော့ဆင်းရဲနိုင်တယ်ဘာလို့ရင်တော့အဆင်မပြေဖြစ်နိုင်တယ်ဘလို့ဆိုရင်တော့ဘာဒါအချင်းချုပ်လေးပဲဘုန်းကြီးကပြောတာအဲ့ဒီပညာရဖို့အတွက်ပညာရှိတဲ့လူတွေနားလည်တဲ့လူတွေနော်ကြီးသားထားတဲ့စာတွေပေတွေဖတ်ရှုဖို့လိုမယ်ဟုတ်လားတော်တဲ့တကယ်ကိုကောင်းတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ပေါင်းသင်းဆက်ဆံမှုပြုဖို့လိုမယ်ဒါပြင်ပိုင်းဆိုင်ရာပညာရအောင်ဘုန်းကြီးတို့ပြည်စုံရမယ်အခြေအနေလေးတွေပေါ့အဓိကကိုနားလေအောင်လုပ်ရမယ်ကိုနားလေအောင်ဘယ်လိုလုပ်ရမလဲဆိုတော့သတိထားခိုင်းတာပဲမြတ်စွာဘုရားဝင်လေထွက်လေလေးဝင်သွားတယ်ထွက်သွားတယ်အဲ့ဒါလေးကိုလိုက်သိခိုင်းတယ်အစကနူအဲ့ဒီတိုင်းစခိုင်းတယ်ဟုတ်လားဝင်လေထွက်လေကြောင့်ဒီခန္ဓာကိုယ်နှလှုပ်ခတ်နေတယ်မငြိမ်မသက်ဖြစ်နေတယ်အဲ့ဒါကိုလိုက်သိလေ့ကျင့်ပေးစိတ်အထိုက်လျောက်ငြိမ်လာတဲ့စိတ်ဟာပို့ပြီးတော့သိနိုင်မြင်နိုင်တယ်ပြီးရင်ဒီစိတ်ကိုပဲပြန်ပြီးတော့ကြည့်တဲ့အလေးအကျင့်ထပ်ပြီးတော့လုပ်မယ်လေးလာကြည့်တရားအထုတ်တာတွေဘုရားဘာသာဆိုတာသတိပဋ္ဌာန်တရားအကြောင်းဘာမှမသိဘူးဆိုရင်ဘုရားဘာသာလို့ပြောဖို့အလွန်ခက်ပါတယ်ဟုတ်လားတဘာဝတရားတွေရဲ့အကြောင်းကိုသိအောင်သတိထားခိုင်းတာမြတ်စွာဘုရားကတဘာဝတရားတွေထဲမှာမှသိဖို့အရေးကြီးဆုံးကကိုယ်စိတ်ပဲကိုယ်စိတ်အကြောင်းကိုသိဖို့ဟုတ်လားကိုယ်စိတ်အကြောင်းသိရင်နောက်ဆုံးသူများစိတ်တွေအကြောင်းလည်းသိမယ်ခုလူလောကမှာဒီလူကသဘောထားကြီးတယ်နားလည်မှုရှိတယ်ပြောရတယ်ရှိတယ်နော်အဲ့နားလည်မှုရှိတယ်ဆိုတဲ့အရေးသွေးလေးကအလွန်မြတ်နိုးစရာကောင်းနားလည်မှုရှိတယ်ဆိုတာပညာကိုပြောတာနားလည်ပေးတယ်သူ့ကိုသိတာပဲအမှန်တကယ်နားလည်လို့ရှိရင်ခွင့်လွှတ်မှုဆိုတာအလိုလျောက်ဖြစ်တယ်သိခံမှုဆိုတာအလိုလျောက်ဖြစ်တယ်ဟုတ်လားဒါကြောင့်ရှစ်ဆက်သွားမယ်အနေထားမှာပို့ပြီးတော့ပြည်လဲအောင်မေတ္တာနဲ့ပညာကိုထူထောင်ရမယ်မွေးမြူရမယ်နော်နောက်တစ်ချက်ကရသော်ဘုရားကနော်မိဘနဲ့သားသမီးတပည့်နဲ့ဆရာလင်းနဲ့မယားနော်အရှင်သခင်နဲ့ကြေးကျွန်နော်ဆရာနဲ့တကားအချင်းချင်းဆက်ဆံရေးတွေမှာပို့ပြီးတော့ပြည်လဲအောင်မဖြစ်မနေတာဝန်တစ်ခုအနေနဲ့နော်ဆောင်ရွက်ရမယ်အချင်းချင်းရဲ့ပုံမှာဆောင်ရွက်ရမယ်တာဝန်တွေကိစ္စတွေဟောတာရှိတယ်အဲ့ဒါတော်တော်ဝမ်းနည်းစရာကောင်းတယ်တို့ဗုဒ္ဓဘာသာတွေကသိပြောမသိဘူးဘုရားကနော်ဒီအိမ်တော်ရေးမှာအရှင်ပြေအောင်ဘလို့နေရမယ်ဒီမိဘနဲ့သာသမီဆက်ဆံရေးမှာအရှင်ပြေအောင်ဘလို့လုပ်ရမယ်လို့ပြောထားတာတွေပြည့်စုံရှိပြီးသားတို့ငယ်ငယ်တုန်းကတော့ဗလာစာအုပ်လေးတွေကြောပုံမှာရေးတာရှိတယ်တပည့်ဝတ္တရား၅ပါးဟုတ်တယ်နော်မြင်ဘူးတယ်လားအခုလင်ရမယားရဖြစ်လာပြီလင်ဝတ္တရား၅ပါးရှိတယ်မယားဝတ္တရား၅ပါးရှိတယ်ကောင်းတယ်ပဲရှိသလားမရှိသေးဘူးဘုန်းကြီးပြောရနော်ဒီအတန်ဖိုင်လေးပြီးတော့ပေးလိုက်မယ်အဲ့ဒါမင်းတို့မင်္ဂလာဥလက်ဖွဲ့လို့အောက်မေ့တာဟုတ်လားတို့ကမြတ်စွာဘုရားကိုအလွန်ကြီးညိုတယ်မဟုတ်လားမြတ်စွာဘုရားအလုံးစုံကိုသိတယ်မြတ်စွာဘုရားပြောခဲ့တဲ့စကားတွေကပြောတဲ့အတိုင်းမှန်တယ်လို့မြတ်စွာဘုရားရဲ့ပုံမှာယုံကြည်မှုတရားတရားထက်ထက်တန်တန်ရှိရလားကိုစစ်ဆေးရမယ်နော်မြတ်စွာဘုရားကငါဘုရားဖြစ်တဲ့ညနဲ့ပြိဋိဘံဆန်တဲ့ညဒီညနဲ့ညကြား45နှစ်ကြာတယ်45ဝါကြာတယ်ဘုရားဖြစ်တဲ့ညရဲ့ပြိဋိဘံဆန်တဲ့ညရဲ့အဲ့ဒီညနဲ့ညကြားမှာငါပြောခဲ့တဲ့စကားတွေကငါပြောတဲ့အတိုင်းမှန်တယ်အဲ့ဒါကြောင့်ငါဟာတထာဂတမြည်တယ်သူကသူတထာဂတမြည်ပုံကိုမြတ်စွာဘုရားအဲ့ဒါလိုဝန်ခံဟောထားတယ်ရှိတယ်အဲ့ဒါအလုံးမအားရတဲ့ကောင်းတယ်ဘုရားမဖြစ်ခင်တုန်းကပြောတဲ့စကားပြောတာမဟုတ်ဘူးဘုရားဖြစ်တဲ့ညနဲ့ပြိဋိဘံဆန်တဲ့ညဒီညနဲ့ညကြားမှာငါပြောခဲ့တဲ့စကားတွေကပြောတဲ့အတိုင်းမှန်တယ်တဲ့ဒါကြောင့်ငါဟာတထာဂတမြည်ငါဟာပြောတဲ့အတိုင်းလုပ်တဲ့အတိုင်းပြောတယ်ဒါကြောင့်ငါဟာတထာဂတမြည်တယ်သူကသူတထာဂတမြည်ပုံနေမြတ်စွာဘုရားဟောတာရှိတယ်ဟုတ်လားအခုဘုန်းကြီးပြောမှာကအဲ့ဒီလိုမြတ်စွာဘုရားကပြောခဲ့တဲ့မလွဲချော်နိုင်တဲ့စကားတွေအစဉ်ပြေခြင်းလဲဆိုရင်ယောက်ျားကလည်းယောက်ျားတာဝန်ကြည့်ရမယ်မိန်းမကလည်းမိန်းမတာဝန်ကြည့်ရမယ်ဟုတ်လားယောက်ျားတာဝန်ဆိုတာကကိုမိန်းမပေါ်မှာထားရမယ့်တာဝန်ပြောတာမိဘပေါ်မှာထားရမယ့်တာဝန်တတ်အဲ့ဒါသာသမီရှုတော်ကနေကြည့်မယ်ပေါ့နော်မထေမဲ့ကင်းအနှင်းဥစ္စာမိစ္ဆာမဝဇ္ဇရှင်ရင်မျက်နှိုးကျင်ငါအင်လင်းကျင်မထေမဲ့ကင်းအထင်မသေးရဘူး
ခုချိန်တော့မသေးသေးဘူးအထင်ကစောစောကပြောသလိုအတူတူနေလာတာကြာရင်ထင်သေးတရားတွေကတွေ့လာမှာဒါမျောလင့်ထားပြီးတော့ယောက်ျားနဲ့မိန်းမဆိုတာရေဘူးရသဘောပြောရရင်ယောက်ျားမိန်းမတဲ့အစသာရတာတယ်ဆိုတဲ့ခံယူချက်ကမိန်းမမှာလည်းရှိတယ်ယောက်ျားမှာလည်းရှိတယ်မိန်းမဆိုတာကများသောအားဖြင့်ယောက်ျားနဲ့ရှင်အားနွယ်တဲ့အမျိုးအစားသူတို့ကအားငယ်တယ်မှီခြင်းနဲ့အားကိုးခြင်းနဲ့အဲ့လိုအနေထားကိုကအထင်သေးလိုက်မယ်ဆိုရင်နည်းနည်းလေးအထင်သေးတယ်သူအကြီးကျယ်သူတို့စိတ်ဓာတ်ရသွားနိုင်တယ်ခံရခက်နိုင်တယ်အစင်မပြေမှုလေးကအဲ့ဒီအသေးလေးကနေအကြီးကြီးထိဖြစ်သွားနိုင်တယ်အဲ့ဒါကြောင့်မြတ်စွာဘုရားအဲ့ဒါကိုရှေ့တန်းတင်တာမထေမဲ့ခင်အထင်မသေးနဲ့ကိုချစ်လို့ယူထားတာအထင်မသေးနဲ့ထင်သေးတရားတွေတွေ့မှာတော့ပြီးရင်ညှို့လင့်တာနော်မထေမဲ့ခင်နဲ့ပြီးတော့ပါတော့အနှဲဥစ္စာယုံကြည်မှုကိုပြသတာတနည်းအားဖြင့်လည်းပဲအတူတူဘုန်းကြီးတို့ဒီအိမ်တော်လူဘဝလေးကိုနောက်ထူထောင်တဲ့နေရာမှာဒီဥစ္စာကအလွန်အရေးပါတဲ့အခန်းကဏ္ဍတစ်ခုလို့လည်းဆိုရမယ်ကိုရှာလို့ဖွေလို့ရတာသူ့ကိုအကုန်လုံးအပ်လိုက်တယ်မြတ်စွာဘုရားရဲ့လောကပေါ်မှာမြင်ပုံဒီအိမ်တော်ရေးပေါ်မှာမြင်ပုံကိုသိပ္ပံနည်းကျဝေဖန်ဆန်းစစ်တဲ့သဘောလေးနဲ့တောင်ဘုန်းကြီးကလေ့လာကြည့်စေခြင်းတယ်အဲ့ဒီ၅ခုဘလောက်ပညာသားပါလဲဆိုတာအပေါ်ယံလေးလောက်နားထောင်တာမျိုးဖြစ်စေနဲ့ပြီးရင်ကိုယ်ပိုင်ဉာဏ်နဲ့ကိုယ့်ကိုယ်စဉ်းစားအောင်မထေမဲ့ခင်အနှင်းဥစ္စာမိစ္ဆာမမအိမ်တော်ရေးမဖောက်ပြန်နဲ့အဲ့ဒါခွင့်လွှတ်လို့ရတဲ့အမှားမဟုတ်ဘူးဘယ်မိန်းမမှအဲ့ဒါမခွင့်လွှတ်ဘူးဘယ်ယောက်ျားမှလည်းအဲ့ဒါကိုမခွင့်လွှတ်ဘူးအဲ့ဒါမယားဝတရား၅ပါးထဲမှာလည်းအဲ့ဒါပါလာလိမ့်မယ်မထေမဲ့ခင်အနှင်းဥစ္စာမိစ္ဆာမမဝဇ္ဇာဆင်ရင်မိမဝဇ္ဇာဝယ်ပေးရမယ်တဲ့မိမတွေသုံးတဲ့ပစ္စည်းယောက်ျားတွေကဘယ်လိုလုပ်မိမတွေလောက်သိမလို့ဘာလို့လို့ဝယ်ခိုင်းတာဝယ်ပေးခိုင်းတာကိုယ့်ရဲ့ချစ်မြတ်နိုးမှုကိုပြသစေခြင်းတာဟုတ်လားမိမ तू မကြိုက်ပေမဲ့လို့ဒါငါယောက်ျားဝယ်ပေးတာဟဲ့ဆိုတော့တန်ဖိုးထားမှုရှိကိုရှိလိမ့်မယ်လေးနဲ့တဲ့အဓိပ္ပာယ်ကိုမြင်အောင်ကြည့်ဖို့ပြောတာနော်ဝဇ္ဇာဆင်ရင်နောက်ဆုံးကဘာလဲမျက်နှိုးကျင်မျက်နှိုးကျင်နာနာရှိရမယ်အဲ့တော့အဲ့ဒီ၅မျိုးဝေဖန်စစ်စစ်ကြည့်မထေမဲ့ခင်အနှင်းဥစ္စာမိစ္ဆာမမဝဇ္ဇာဆင်မျက်နှိုးကျင်ဒီ၅မျိုးထဲမှာဘာကိုအဓိကပြောနေတယ်လဲဆိုရင်မျက်နှိုးတန်ဖိုးထားအထင်မသေးနဲ့လေးလေးစားစားဆက်ဆံယုံကြည်ဆက်ဆံအဲ့ဒါကိုပြောနေတာဟုတ်တယ်မဟုတ်လား၅ခုစလုံးနီးမိစ္ဆာမမကတော့အဓိပ္ပာယ်တစ်မျိုးပါနော်မထေမဲ့ခင်အနှင်းဥစ္စာမိစ္ဆာမမဝဇ္ဇာဆင်ရင်မျက်နှိုးကျင်ဒါလေးကမြတ်စွာဘုရားရဲ့တမ္ပယုတ္တဉာဏ်ကိုယုံကြည်သောအဖြစ်ငါအစဉ်ပြေခြင်းနဲ့ဆိုရင်တော့ငါအမျိုးသမီးရဲ့ပေါ်မှာငါဒီလိုစိတ်မျိုးမွေးရမယ်နော်ဒီလိုပြုမှုဆက်ဆံမှုမျိုးရှိရမယ်လို့ကိုဘာလို့ရမလို့ဆုံးဖြတ်ချက်ချနော်အမျိုးသမီးဝတရား၅မျိုးတဲ့အိမ်တွင်မှုလို့ဘုန်းကြီးရှိရကြောင်းတယ်နောက်ကတယောက်မှမလိုက်ဘူးနော်အိမ်တွင်မှုလို့သိမ့်ထုတ်သေးချာမိစ္ဆာကျင့်ရှောင်လေရောအောင်ဖြန့်ချိပြင်းရိမမူဝင်ငါးစုအိမ်သူကျင့်အပ်စွာနော်သင်္ကစားဆိုတော့ရေးထားတာဆရာတော်ကြီးရဲ့ကျေးဇူးကြောင့်နော်စကလုံးလေးတွေကကြစ်လက်တယ်အဓိပ္ပာယ်ကလည်းကြက်ပြန့်တယ်ကောင်းတယ်အိမ်တွင်မှုလို့နော်ချက်တာပြုတ်တာလျှော်တာဖွတ်တာဒီအိမ်တွင်ရေးမှာကျွမ်းကျင်ရမယ်ပိုင်နိုင်ရမယ်ဘာလို့ခေတ်စနစ်တွေဘလို့ပဲပြောင်းနေအဲ့ဒီဥစ္စာကပြောင်းလဲလို့မရဘူးဒါတွေသမီးတွေရှိလာမယ်အကုန်လုံးပိုင်နိုင်လုပ်တရမယ်နော်အိမ်တွင်မှုလို့ပြီးတော့ဘာတော့သိန်းထုတ်သေးချာတဲ့ဆိုတော့ကနော်မထေမဲ့ခင်ယောက်ျားဘာလို့ထားအနှင်းဥစ္စာလုပ်ထားနော်မိန်းမဘာတော့သိန်းထုတ်သေးချာမပြည့်စည်အောင်မပြတ်အောင်တတ်နိုင်ရင်တိုးပွားအောင်လုပ်နိုင်ရမယ်အိမ်တွင်မှုလို့သိန်းထုတ်သေးချာမိစ္ဆာချင်းရှောင်းတဲ့ဟောဆိုတော့မိစ္ဆာမမားတဲ့အိမ်တော်ကြီးဖောက်ပြန်တဲ့ကိစ္စကမြန်ပြဿနာတက်မဲ့ကိစ္စဟုတ်လားဒါကြောင့်အဲ့ဒီကိစ္စကိုမြတ်စွာဘုရားတားမြစ်ထားတယ်နော်မိစ္ဆာချင်းရှောင်းလေရောအောင်ဖြန့်ချိတယ်လေရောအောင်ဖြန့်ချိဆိုတာကသူ့ဘက်အမျိုးကိုယ့်ဘက်အမျိုးဆိုတာရှိတယ်နော်လုပ်ငန်းကံရလေးတွေအဆင်ပြေလာတော့ပိုးလာပြီးရှင်းလာပြီးဆိုရင်ပေးရဝေးရမှမျှရမှလေးတွေကဝိတရားအရာရှိတယ်
အဲ့ဒီအချိန်မှာဟာကိုယ့်ဘက်ကအမျိုးတွေကြီးပဲပေးနေတယ်ယောက်ျားဘက်ကအမျိုးဖုတ်လေသိငါပြီးရှိတယ်လို့ក៏မထင်ဘူးအစင်မပြေနိုင်ဘူးဟုတ်လားညမြတတာဘာလို့ရမလို့ဝေဖန်နိုင်ရမယ်အိမ်တွင်မူလို့တိမ့်ထုတ်သေးကြမိစ္ဆာမှာမိစ္ဆာချင်းရှောင်းလေရောအောင်ဖြန့်ချိပြင်းရီမမူပြင်းရဘူးတဲ့အဲ့ဒါအခုအိမ်အောင်ကြပြီဆိုတဲ့အစားငါတော့ပြင်းခွင့်မရှိတော့ပါလားလို့အောက်မေးလိုက်ဟုတ်လားပြင်းရင်အဆင်ပြေမှာမဟုတ်ဘူးအဲ့ဒါအိမ်တိမ်ဝင်လိုက်တာနဲ့ညစ်ပတ်စုပ်ပြန်နေတဲ့အကုန်လုံးစီကံမရှိဗျံမရာတွေ့နေစားအဲ့ဒါမိမရဲ့အည်သွေးကိုပြနေဟုတ်တယ်မဟုတ်လားအကုန်လုံးအဖိုးတန်တဲ့ပစ္စည်းတွေသုံးနိုင်မှာမဟုတ်ပါဘူးတုတ်တရရပြောင်ပြောင်လက်လက်ဒါကိုယ့်ရဲ့နော်ဒီတန်ရှင်းမှုပြတ်တယ်ဆိုတာဝရိယဓာတ်နဲ့ကိုကနော်ဒီဟာကိုကြိုးကြိုးစားစားဆောင်ရွက်မယ်ဆိုရင်အထင်ကြီးစရာလေးစားစရာဖြစ်တာပဲတချို့တမူကြီးပစ္စည်းတွေအိမ်မှာပြတ်ဒါတွေသုံးတယ်ဆိုတာရှိပြီဒါပဲစီတန်တန်ရှင်းရှင်းမရှိဘူးနော်ပစ္စည်းကတော့တန်ဖိုးရှိတာပဲဒါပေမဲ့တန်တန်ရှင်းရှင်းမရှိဘူးအဲ့ဒါကိုကြည့်လို့ရှိရင်ပစ္စည်းကအထင်သေးစရာမဟုတ်ပဲဒီပစ္စည်းကိုသုံးစွဲတဲ့လူကတော့အထင်ကြီးစရာမရှိဘူးဟုတ်လားဒါကြောင့်ဒီအိမ်တဲ့အိမ်မှာအဲ့ဒီကိစ္စတွေဟာဘယ်သူပေါ်မှာအဓိကတာဝန်ရှိနေတာဆိုတော့အမျိုးသမီးပေါ်မှာတာဝန်ရှိနေတာဟုတ်လားသူ့ဟာနဲ့သူတဘာဝတရားကြီးကခွဲခြားထားပြီးသားဒါကိုတူဖို့မကြိုးစားနဲ့တူလို့မရဘူးအဲ့ဒီမတူတာကိုကဒါကတန်ဖိုးရှိနေတာမတူတာကိုကအဓိပ္ပာယ်ရှိနေတာဟုတ်တယ်မဟုတ်လားတူလို့မရဘူးလေမိန်းမမိန်းမပဲယောက်ျားယောက်ျားပဲစဉ်းစားရကောင်းတယ်နော်ဘုရားမြတ်စွာဘုရားရဲ့ဒီအစဉ်ပြေခြင်းတယ်ဆိုလို့ရှိရင်ယောက်ျားဝတ္တရားမိန်းမဝတ္တရားဒါလေးတွေကိုနော်တည်တည်ချာချာလေးဘုရားရဲ့ပုံမှာယုံကြည်မှုနဲ့မြတ်စွာဘုရားကမစင်းရဲစေခြင်းလို့ချမ်းသာစေခြင်းလို့အစဉ်ပြေစေခြင်းလို့ဒီလိုလေးနေရင်တော့အစဉ်ပြေနိုင်တယ်ဆိုတာကိုသိလို့ပေးခဲ့တာဒီဥစ္စာကိုလောက်နော်လိုက်နာသောအဖြစ်ဘုရားကိုကြည်ညိုကြောင်းယုံကြည်ကြောင်းပြသနိုင်ဖို့လိုတယ်အဲ့ဒါဆိုရင်ကိုယ့်အတွက်လည်းပဲအစဉ်ပြေအောင်ချောမွေ့အောင်ဆောင်ရွက်ပြီးသားဖြစ်သွားမယ်ပေါ့နော်မလွယ်ဘူးဒါခက်ခဲတဲ့ကိစ္စဒီအချိန်မှာခက်ခဲတယ်လို့ဒီကောင်းမှသိမယ်ရှေ့တိုးလေးခက်လေးပဲလို့ငါကတော့အဲ့လိုမြင်တယ်ဟုတ်လားသာသမီတွေရလာပြီဆိုရင်ပို့ခက်ပြီလေဟုတ်တယ်မဟုတ်လားအကုန်လုံးခက်တော့တာပဲအဲ့တော့ကိုရွေးထားတဲ့လမ်းကအလွယ်လမ်းရွေးထားတာမဟုတ်အခက်လမ်းရွေးထားတာဒါစိတ်သက်ကြအောင်ပြောတာမဟုတ်ဘူးအခက်လမ်းရွေးထားတယ်ဆိုလို့ရှိရင်ပြည်လေအောင်ကိုကဘာလုပ်ဖို့လို့တော့အည်အသွေးတွေပို့ပြီးတော့ရှိအောင်လုပ်မှရမယ်တယောက်တည်းနေတော့ကပုံစံမျိုးလုပ်လို့မရတော့ဘူးဆိုတဲ့ဥစ္စာကိုကခိုင်ခိုင်မာမာကိုကိုဘာလုပ်ထားဖို့လို့တော့အတိပေးထားဖို့လို့တယ်ဟုတ်လားရှေ့ဆက်လည်းပဲအစင်မပြေတာမျိုးစုံတွေ့လာနိုင်တယ်ငကိုယ်တော့ကဘလို့မှမျှော်မှန်းမထားတဲ့အကြောင်းအရာတွေအများကြီးတွေ့ရလိမ့်မယ်ဒါဘဝပဲတချို့ကဘလို့လဲငကိုကဘာမှမျှော်မှန်းမထားဘူးအဲ့ဒါတွေတွေ့လာပြီဆိုတော့မှလောကကြီးကဘလို့ပါသူအထူးဆန်းဖြစ်နေတာဘာလို့အထူးဆန်းဖြစ်နေတာငကိုတော့ကဒါမျိုးတွေတွေ့လာနိုင်တယ်ဖြစ်လာနိုင်တယ်လို့သူနားလည်မထားဘူးကိုအဲ့ဒါကိုကြိုးပြီးတော့ဘာလို့ထားလဲနားလည်ထားရမယ်နားလည်ထားရနော်ဒီအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့မင်းတို့ဖတ်စရာစာအုပ်လေးတစ်အုပ်ဘုန်းကြီးကညွှန်းခြင်းလိုင်းမော်လည်းရှိတယ်လို့ထင်တယ်ဆရာကြီးနန္ဒသိန်းစံရေးထားတယ်ပြောရင်ပြောနေမဲ့ချစ်ချင်းမေတ္တာပြောရင်ပြောနေမဲ့ချစ်ချင်းမေတ္တာဒီအကြောင်းတွေဟိုတုန်းကလည်းမဆုံးနိုင်အောင်ပြောခဲ့တယ်အခုလည်းပြောနေကြစေနောင်လည်းပြောနေကြအောင်ပါလူလောကကြီးမှာလူရလို့ရှိနေတယ်များဖြစ်နေတယ်များဒီအကြောင်းကဘယ်တော့မှမယိုးမဲ့အကြောင်းပြောကြမှာဆောင်းမအတူလေးတွေကြီးရေးထားတာအဲ့ဒါအတူလေးတွေစုထားတာတော်တော်ကောင်းတယ်ကိုတော့ကတော့လူငယ်လေးတွေဆိုရင်ဘုန်းကြီးကအဲ့ဒီစာအုပ်လေးတွေလက်ဆောင်ပေးဖို့တောင်တစ်ခါတလေဝယ်ထားကြိုက်လို့အဲ့ဒီစာအုပ်ကိုဖတ်ကြည့်နော်ပြောရင်ပြောနေမယ်ချစ်ချင်းမေတ္တာအဲ့ဒီတွေကအကြောင်းအရာလေးတစ်ခုငါကောင်းတဲ့ပေါ်လာဂရိပုံမြင်တစ်ခုကိုအခြေခံပြီးတော့ပြောထားတာဂရိတွေရှေ့တော့ဂရိတွေကလူတွေကိုဇုနမင်းကြီးကဖန်ဆင်းထားတယ်လို့ယုံကြည်တယ်အစတုန်းကလူတွေကိုဘယ်လိုဖန်ဆင်းထားအောင်ဆိုတော့ခေါင်းနှလုံးလက်လေးပဲ
ခြေလေးပဲခြေလေးချောင်းနဲ့ဖန်ဆင်းထားတယ်ခေါင်းကနှလုံးလက်ကလေးချောင်းခြေထောက်ကလည်းလေးချောင်းအဲ့တော့လူတွေကအားအလွန်ကြီးတယ်ခြေထောက်ကလည်းလေးချောင်းခေါင်းကလည်းနှလုံးစဉ်းစားနိုင်အားလက်ကလည်းပဲလေးချောင်းဆိုအားကြီးလွန်းတဲ့အခါကျတော့သူ့ကိုဖန်ဆင်းတဲ့သူတို့ကိုဖန်ဆင်းတဲ့ဇုနမင်းကြီးတော့ပြန်ပြီးတော့တော်လန်ကြတယ်ပုံမြင်ပေါ့ကွယ်အဲ့လိုတော်လန်ကြတဲ့အခါကျတော့ဇုနမင်းကြီးကစဉ်းစားတယ်ဟာဒီကောင်လေးအားကြီးလွန်းတယ်အဲ့တော့ဒီကောင်လေးကိုအားနဲ့နဲသွားငါထက်ချမ်းခွဲပလိုက်မှဖြစ်မယ်ပေါ့နော်ခေါင်းနှလုံးနဲ့လက်လေးချောင်းနဲ့ခြေလေးချောင်းရှိတဲ့လူကိုထက်ချမ်းခွဲပလိုက်တဲ့ခလေကောင်ကနေအဲ့တော့လူကခေါင်းတစ်လုံးရဲ့လက်နှစ်ဖက်ရဲ့ခြေနှစ်ချောင်းရဲ့ဖြစ်သွားဒီပုံစံလေးဖြစ်သွားအဲဇုနမင်းကြီးကခလေကောင်ကထက်ချမ်းခွဲတာလို့သူတို့ပုံမြင်အရာဟုတ်လားအဲ့တော့ထက်ချမ်းခွဲခံလိုက်ရတဲ့အခါကျတော့အချမ်းလေးတွေကကွဲသွားကြတော့ပေါ့ဟိုရောက်ဒီရောက်သွားအဲ့တော့အချမ်းလေးတွေတိုင်းကစဉ်းစားတယ်ငါနဲ့ငကိုတော့ကအတူတူနေခဲ့တဲ့အချမ်းလေးကဘယ်နှမ်းမြန်ရောက်နေလဲမသိဘူးအချမ်းပြောက်ကိုလိုက်ရှာကြတယ်တဲ့အချမ်းပြောက်လိုက်ရှာရင်လည်းတွေ့တဲ့အခါကျတော့အော်ဒါငါအချမ်းလေးပဲဆိုတော့ကြစ်ပါတော့ဖတ်ထားကြတယ်ဒါငါပျောက်သွားတဲ့အချမ်းလေးပဲဆိုတော့ဟုတ်လားငါပျောက်သွားတဲ့အချမ်းလေးဆိုတော့ကြစ်ပါအောင်ဖတ်ထားနောက်တော်တော်လေးကြာရောမဟုတ်ပြန်မှုတဲ့ငါတော့အချမ်းမြောက်ရှာတာမှားပြီနဲ့တူတယ်ဒါငါအချမ်းဟုတ်ဟန်မတူဘူးဟုတ်လားဘာပြောချင်တာသူပြောချင်တာနော်အစတော့ဘာတော့မတွေ့ရမနေနိုင်ဟုတ်လားမင်းတို့မှအတူတူမနေရရင်တော့သေရပါကြီးရဲ့ဟုတ်လားပြီးရင်ဘလို့ဖြစ်သွားနိုင်သေးတော့မင်းသာအမြဲတမ်းငါဒီတိုင်းတွေ့နေမြင်နေရရင်တော့သေရပါကြီးရဲ့ဖြစ်ရတယ်အဲ့ဒါမျိုးဖြစ်လာတာမျိုးတွေမရှိဘူးလားရှိတာပေါ့ရန်သူကြီးတွေဖြစ်သွားကြတာရှိတယ်အမျိုးမျိုးတယောက်နဲ့တယောက်ဘလို့မှစစ်ဆက်လို့မရတဲ့အနေအထားကိုရောက်သွားကြတာရှိတယ်အစတော့ဘလို့တော့ငါပျောက်သွားတဲ့အချမ်းလေးနဲ့တူတယ်ဆိုတော့ကြစ်ပါအောင်ဖတ်တယ်ဟုတ်လားနောက်ကြတော့ဘလို့တော့ငါတော့အချမ်းရှာမှားပြီနဲ့တူတယ်နော်အိမ်တော်ရေးကိုပြောတာနော်ဟုတ်လားငါအဲ့ဒီစာအုပ်ထဲကတွေ့တာလေးဒါမှတ်မိတာလေးကိုပြောပြတာအများကြီးပဲပြောထားတာနော်ဒါအဲ့ဒီစာအုပ်လေးရှာပြီးတော့ဖတ်ကြည့်နော်အဲ့တော့ခုဘုန်းကြီးကစဉ်းစားတရားလေးတွေစဉ်းကျင်တရားလေးတွေအထူးသဖြင့်တော့ကိုယ်ရှင်းစရာမဲ့ဘဝခီးအတွက်နော်အစဉ်ပြေအောင်လှုပ်ဆောင်တဲ့နေရာမှာအထောက်အကူပြုနိုင်ကောင်းတယ်လို့ဘုန်းကြီးထင်တဲ့စကားလေးတွေကိုရွေးပြီးတော့ပြောလိုက်တာဟုတ်လားပြောရတဲ့စကားလေးတွေပြန်ပြီးတော့အနှစ်ချုပ်မယ်နော်မင်္ဂလာဆောင်တယ်ဆိုတာဒုက္ခကိုစိန်ခေါ်တာစိန်ခေါ်ပြီးရင်ဘဝခတ်ဖို့မလွယ်ဘူးအဲ့ဒါမင်းတို့ဖြည့်ရှင်းဖို့ပဲဒါပဲမဖြည့်ရှင်းနိုင်ရင်ပို့ရှင်းရမယ်ဖြည့်ရှင်းနိုင်ရင်သက်သာအောင်မယ်ဒီသဘောလေးနော်အဲ့လိုပို့ပြီးတော့အစဉ်ပြေပြေဖြည့်ရှင်းနိုင်ဖို့အတွက်မေတ္တာရဲ့ပညာရဲ့အခုထက်ပို့ပြီးတော့လိုအပ်ပါလိမ့်မယ်အဲ့ဒါကိုကြီးမားအောင်ထူထောင်ရမယ်ရှာဖွေရမယ်အဲ့ဒါပြောရနော်ပြီးရင်ပြောလိုက်တော့ဝိတရား၅မျိုးစီပြောလိုက်တယ်နော်မထေမကင်းအနှင်းဥစ္စာမိစ္ဆာမမဝဆာဆင်ရမြတ်နိုးကျင်ငားရင်လင်ကျင်ရအထူးသဖြင့်ဒီ၅မျိုးထဲမှာအဓိကပြောနေတာကကိုမိမကိုထင်မသေးနဲ့တန်ဖိုးထားလေးစားမြတ်နိုးဒီစိတ်ရှိရဟုတ်လားဒါဆိုရင်တစ်ဖက်ကလည်းဘလို့ပဲမေတ္တာပဲပြန်ပြီးတော့လာမယ်ဒီသဘောလေးကိုပြောတာ။အောင်ရှင်အမိုက်ကစားပြတ်သက်မီးလောင်နိုင်တယ်လူတွေကနားမလည်နိုင်မှုတွေအကြီးကြီးနဲ့နေကြတာလင်မယားချင်းတော်တချို့ကကြိတ်ပြိုင်ပြီးတော့တခါတည်းနော်ဒုက္ခဖြစ်ကြတယ်တချို့နော်စိတ်တွေမထားတတ်တဲ့အခါကျတော့စိတ်သဘောထားတွေမတည့်တဲ့အခါကျတော့ဒုက္ခဖြစ်ကြတာကိုဒုက္ခကိုရှာလို့ဖြစ်မှာဆိုလို့ဟုတ်လားမယဝတ္တရား၅ပါးပါတယ်တော့အိမ်တွင်မူလို့တိမ့်ထုတ်သေးချာအိစာခြင်းရှောင်လျောင်းဖြန့်ချိပြည့်ဤမမှုနော်ဒါလေးတွေဘုန်းကြီးပြောလိုက်တယ်ဟုတ်လားနောက်ပဲစာအုပ်လေးဖတ်ဖို့ပြောလိုက်သေးတော့ပြောရင်ပြောနေမဲ့ချစ်ချင်းမေတ္တာတဲ့အဲ့ဒီစာအုပ်လေးဝယ်ဖတ်နော်ဟုတ်ပြီနော်ဒါကြောင့်ကိုယ့်ရဲ့ဘဝမှာပို့ပြီးတော့နောက်ဆင်းရဲနေအောင်ချမ်းသာမှုများအောင်မြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီဆွမ်းအားရှိသမျှလိုက်နာကျင့်သုံးနိုင်ကြပါစေလို့ဘုန်းကြီးတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပြုလုပ်ကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း